ကျုပ်ကတော့ဇက်ဆရာပေါ့ဇက်ဆရာမန္တလေးမြို့မှာနာမည်ကြီးဇက်ဆရာမိုးတိမ်ဇက်ဆရာဆိုတာကျုပ်ပဲဇက်ဆရာဘုရားမရောက်ခဲ့ခင်ကအိမ်အမိန်းမပြောတယ်ပေါင်ရဲတဲ့တဇက်ဇက်လောက်ရတာမညောင်းလားတဲ့ရှင်းလင်းပြောမိန်းမရေးဘာဖြစ်လို့တဇက်ဇက်လောက်တာညောင်းရမလဲဆိုတော့ရှင်တဇက်ဇက်ကိုရှင်မြဲမြဲဆွဲဆွဲလုပ်ပါတဲ့ဟိုဇက်လိုဒီဇက်လိုဇက်ရောင်ဆိုင်းရောင်ရှောက်မလုပ်နဲ့တဲ့အဲ့တော့တဇက်ဇက်လောက်ရတာရှင်ညောင်းလို့ရှိရင်တဲ့ရွက်ချီကလည်းမကြိုက်တဲ့အတွက်ရှင်တညိမ့်လုပ်ပါလားမိန်းမလည်းအနေပါကရတော့ तू ကအငိမ့်ဝါသနာပါတဲ့သဘောရှိတယ်မိန်းမရဲ့လို့တညိမ့်လုပ်တော့လည်းပဲပြင်းစရာကောင်းတယ်ဖြတ်ခုတ်တဲ့တံမခံနိုင်ဘူးအဲ့တော့မိမငါတငိမ့်လည်းငါမလုပ်ချင်ဘူးဟဲ့တဆိုင်လုပ်ရင်အဆင်ပြေမယ်ထင်တယ်မိမလည်းကျမ်းမာရေးမကောင်းတော့တဆိုင်လုပ်ဖို့ကိုကစုံစမ်းတဲ့အခါကျတော့ပန်ရစိန်လက်မြန်လဲ तू ကလက်မခံဘူးသဘောမပေးနိုင်ဘူးတဲ့ခင်ဗျာကြီးကြီးတယ်တဲ့အဲ့တော့တငိမ့်လည်းမလုပ်ဘူးတဆိုင်လည်းမလုပ်ဘူးတဇက်လည်းမလုပ်တော့ဘူးငါမီယိုးဖလာအလုပ်ဖြစ်တယ်ငါလဲပဲလုပ်မယ်လဲလုပ်ပြန်တော့လည်းပဲရောရတာနဲ့မကိုက်ဘူးဟုတ်တယ်လေတော့ကြလဲထဲမှာဟိုကိစ္စပြဿနာတက်ပြန်ပြီဒီကိစ္စပြဿနာတက်ပြန်ပြီတော်ကောက်ဆိုင်မှနဲ့ပြစကားများလို့များပြုံးနှုတ်သားနဲ့စကားများလို့များနဲ့အဲ့တော့လဲလည်းမလုပ်နိုင်တော့ဘူးနောက်ဆုံးဘယ်လိုဖြစ်လဲဆိုလဲအသိခံလဲရတော့လှုပ်เสียကိုမရှိတော့ဘူးအဲ့တော့လဲလည်းမလုပ်တော့ဘူးအဲ့တော့ဘာပဲဖြစ်ဖြစ်မိမငါဝါသနာပါတဲ့အဇက်ကိုပဲငါထောင်းမယ်ဇက်ကိုထောင်းမယ်ဆိုပြန်တော့မန္တလေးကြည့်လိုက်ပြန်တော့လည်းပဲဇက်ကြီးမမမရှိသူတို့ဘက်မှာအငိမ့်ဆိုတော့ဘာပဲဖြစ်မိမရဲ့အဲ့တော့ဇက်အသွင်လည်းပြောင်းလို့ရတယ်လောလောဆယ်ကအငိမ့်ထောင်းမယ်ဆိုပြီးတော့တူမမင်းသမီးမေတော်ချေလှလည်းလှချောလည်းချောအကလည်းကောင်းရွှေတစိတ်တွေကလည်းရပြည်သူကလည်းအားပေးတော့မန္တလေးမှာတော်တော်အဆင်ပြေပါတယ်တော်တော်အဆင်ပြေလည်းပြည့်နေရောနောက်ထပ်ဘေးကအဲ့ဇက်ထောင်ငိမ့်ထောင်ဆိုင်းထောင်တဲ့လူတွေကကိုယ်မနာလို့ကြဘူးမနာလို့တော့ကိုယ်တိုင်လုံးနေတဲ့ပုံစံတိုင်းမဟုတ်ဘဲနဲ့သူတို့ကအငိမ့်ထဲမှာမင်းသားတွေပါလာကြမင်းသားပါလာတော့အငိမ့်ဇက်ပွဲကအငိမ့်ပွဲကအငိမ့်ပြီမရှိတော့ဘာတွေပါလာလဲဆိုတော့ပရိသာကပွဲတွေဖြစ်လာကြပရိသာကပွဲဖြစ်လာကြတော့ဒီနှစ်အနေထားကိုကြည့်လိုက်တော့ပွဲကြီးကလည်းပဲနည်းနည်းကျဲသွားတယ်နည်းနည်းဘယ်လောက်ကျဲသွားလဲမမင်းနဲ့ကျွန်တော်အငိမ့်ကိုဒီကမန္တလေးမြို့သူမြို့သားတွေကနာမည်တော်ပြောင်းပေးထားတယ်ပုံနာတပင်ပုံနာလည်းပဲဆိုတော့ကိုကတော့ပုံနှဖြူပုံနှညိုပုံနှမဲတွေနဲ့ဖွဲ့စည်းထားသလားလို့တော့မထင်နဲ့ပုံပြီးတော့နားနေရတာကြာလို့ပုံနာတပင်နာမည်ပြောင်းပေးထားတာအဲ့တော့အဲ့ဒီပုံနာတပင်ကလွတ်အောင်မင်းသားတယောက်လောက်ကတော့ရှာမဖြစ်မယ်အဲ့ဒါခရီးထွက်မလို့ပဲအစင်နဲ့ပြင်းပြီးပြီအဲ့တော့တူမောက်ခေါ်ပြီးတော့တိုင်မယ်ဦးမှာတော့ကြတူမလေးကလက်မခံရင်လည်းမဖြစ်သေးဘူးအဲ့တော့တူမလေးနဲ့တိုင်ပင်ပြီးတော့မှအခြေအနေကောင်းတာနဲ့တူမလက်ခံနေဆိုရင်ဒီနေ့ပဲချက်ချင်းရန်ကုန်ကိုဆင်းပြီးတော့မင်းသားငှားတယ်အဲ့တော့တူမလေးဟာတူမလေးလင်းတော့မြလိုက်သွားပါလားမသိဘူးဟဲ့တူမလေးမေတော်ချစ်ရှင်ဦးလေးဟဲ့ရှင်ခဏထားလူလာခဲ့ဦးဒီမှာမပြီးသေးဘူးတပင်းကြံသေးတယ်ဦးလေးရဲ့အဲ့တပင်းကျန်းနေလဲငါရှေ့သွားနဲ့ကြိုက်ပြီးနှုတ်ပေးမယ်လာခဲ့ဒီဟာမဘာတွေရှောက်ပြောနေမှမသိဘူးရှိအဲ့ဒီအမွှေးနှုတ်ဖို့ပဲကြမ်းနေဘာလဲဘာအမွှေးလဲအလှပြင်းတာများနေတယ်ဒူမရဲ့နင်အကတွေကျင့်ထားဆိုတာကျင့်ရောကျင့်ရလားကျင့်ပါတယ်အဆိုရောအဆိုလဲကျင့်တယ်အဝတ်အစားတွေရောအဝတ်အစားတွေလည်းချုပ်တယ်ဆိုတာငိုတာကတာအားလုံးအစင်းသင်းဖြစ်ကြလားအစင်းသင်းဖြစ်တယ်အဲ့လိုဆိုလို့ရှိရင်ဟိုလေးပေးထားတဲ့သမီးကိုကြက်ခိုင်းထားတဲ့တခြင်းရပြီအဲ့ဒါစိတ်ချတာကျွန်တော်ဒူမကဲပြောလိုက်ဒူမအဲ့ဒီတခြင်းကလေသမီးကဟိုအစလေးကနည်းနည်းလေးမေ့နေတယ်အစမေ့တာဘာမှအကြောင်းမရှိဘူးအလဲပိုင်းကြာလေအခုမှကြစ်တုံးအလဲဘက်ကလည်းကြက်တုံးဒါဆိုဘယ်ဆုံးဘက်ကြတော့နောက်ဆုံးရတော့ပြောနေနဲ့လုံးဝမကြရသေးဘူးအဲ့ဒါကြောင့်ပြောတယ်နင်းငါကြက်ဖြစ်အောင်ကြိုးစားပါဆိုတာနင်မကြက်ဘူးပဲဘာကြက်ဖြစ်အောင်လဲ
မော်ဘူးလေဒီတချင်းကိုကြက်ဖြစ်အောင်လို့ငါပေးထားတာနင်စူးစမ်းပြီးတော့မကြက်ဘူးလို့ပြောနေတာ ကြက်ပါတယ်သမီးလည်းကြက်ပါတယ် အဲ့တော့ကြက်ဖြစ်အောင်ကြက်နော် ကြက်ဖြစ်အောင်ပဲစူးစမ်းနေ နင်ကြက်ဖြစ်အောင်စူးစမ်းငါကိုယ်တိုင်ဖောက်တယ်ရှာပေးနော် ဘာလို့ပြောနေရလဲ နင်ကဘာလို့ပြောနေတာလဲငါ့ကို တင်းဦးလေးပဲဘာလို့ပြောနေမှလဲမသိဘူးကိုတူမကိုဘဲပို့နေရလဲ ဘယ်မှာပို့နေတာမဟုတ်ကြက်ဖြစ်အောင်ကြက်ဖြစ်အောင်ကြက်တော့မှပွဲတွေကနီးနေပြီလေ ရှင်းပြောပေါ့ဦးလေးကလည်း အဲ့တချင်းရအောင်ကြက်ထားနောက်ပြီးတော့အဲ့နောက်အကတွေရောနင်စဉ်းစားထားသေးလား အော်အကားရလား တေချာပြီကြက် မကြက်ဘူးဦးလေးကပွဲမှာမရှာပေးပဲနဲ့ ပွဲကအစင်းနဲ့ရှိနေပြီ ပွဲရှိနေပြီလား ပွဲရှိနေပြီအဲ့ဒါကြောင့်မလို့နင့်ကိုအကကျင်းလို့ပြောနေတာ ဒါလေးများဦးလေးရဲ့အခုဖြစ်တယ် ကဲအဲ့ဒါဆိုရင်အစ်စ်လုတ်ပေးထားတဲ့ဟာဒီကဲဘာတွေလေ့ကျင့်ထားတယ်ကြက်မှတ်ထားလဲ အသိချက်စော့အသိချက်ချော့ အစ်စ်ချက်ချော့ အဲ့ဒီတချင်းလေးဟိုဦးလေးရေးပေးထားအသိချက်ချော့လေးလေ ပြောတာ တချင်းနာမည်ဟိုကအလူရှင် အလူရှင်ကရွှေတကုံပနေသေးမရိုက်ခင်နဲ့ရတဲ့ချင်း ဟုတ်လား အဲ့ဒါအကျအလူရှင်မန်းအားလုံးသိကြပါရဲ့အဲ့တချင်းလား ဟုတ်တယ်လေ တနေ့လာလဲဒါပဲတနေ့လာလဲဒါပဲဖြစ်မလား သမီးကဒါပဲရဟောင်း ကဲအဲ့ဒါဆိုအဲ့ဒီထဲမှာကောက်ွက်တွေပြင်ထားသေးလားဟုတ်ပြီ မနေ့ကဟာပဲပြန်ကပါ ကားပါလိမ့်မယ်စောက်အငိမ့်နေလို့ပုံနဲ့ကတော့ကောင်းမှုအဲ့ဒါလေးပြန်လုံးစားပြန်မွမ်းမှန်တာလေဟိုနေမပြလို့ရှိရင်ဦးလေးပြန်ပြီးတင်ပေးမယ်လို့သား ဟုတ် အဲ့လိုပြန်လုံးစားအဲ့အလူရှင် အဲ့ဒါလေးပြန်ဆွေးကကြည့်မယ်နော် ဆိုကြအေးလေ ငိမ့်မင်းသမီးများဤစားကြတော့လူဆိုတာမျိုးလုံးသဘောထားလေးကြည့်အောင်မပေါ်ရှင်ရဲ့အငိမ့်မင်းသမီးများဤစားကြတော့လူဆိုတာမျိုးလုံးသဘောထားလေးကြည့်အောင်မပေါ်ရှင်ရဲ့ မလေးရေ မီးအောင်ကိုဝေးလူပြကျွင်းနေကျွေးတော့မောင်တော်ကမကြည့်မလေးမီးအောင်ကိုဝေးလူပြကျွင်းနေကျွေးတော့မောင်တော်ကမကြည့်မလေးအော်မြာရင်အော်မြာရင်ချစ်ကြပြီတရှင်ပြည်တခွေမောက်ချင်မျိုးကိုဘယ်မျိုးစားလေးတကယ်အောင်မရနိုင်အောင်ဝီဘောချင်းချစ်ခင်ကြရှင်အလူရှင်မန်းအားလုံးချစ်ကြပါရဲ့ရှင်အပိုင်တော်ကြလိုက်ကြည့်တိုင်တော်အလတ်ဆိုင်ကြည့်တူမလေးငါယူမအေးမင်းနဲ့ထင်တယ် မှားနေပြီ အေးပါဦးငါယူမအေးမယ်ကိစ္စအိမ်တော်မပြူပဲနဲ့ငါတူမလေးကိုငါဂယုဆိုင်နေတာ အဲအကြောင်းမလို့ဦးလေးကိုချစ်နေရပေါ့ ဒါပေမဲ့တခုတော့ရှိတယ်တူမရဲ့တို့ဒီနေ့ပွဲကြီးကတော်တော်လေးနေသွားတယ်တူမရဲ့ပွဲကြီးတူနဲတယ်ဆိုတာလည်းဟိုဘက်ကကောင်နေဟိုချိုတူးတို့တာလောင်တို့ဟိုဘက်ကနေဇက်ပြိုင်အငိမ့်ပြိုင်ထောင်းရမန်လေးကောင်နေအဲ့တော့ဒီကောင်နေအငိမ့်ပြိုင်နေမှာဒီကောင်နေမင်းသားတွေပါလာကြဒီကောင်နေမင်းသားတွေပါလာတော့ကောက်ွက်စုံနဲ့ဒီပရေသာပွဲကိုပဲပြိတ္တကလည်းအားပေးနေကြ အဲ့လိုကြီးလား အဲ့ဒါကြောင့်မလို့ဦးလေးတို့နည်းနည်းပွဲကြီးအသွားတယ်တူမရဲ့အဲ့တော့ပွဲကြီးလေးအသွားတော့ပွဲကြီးလေးတွက်လက်ကလေးများများစားလေးကလို့ရအောင်ဆိုပြီးတော့ဦးလေးငါတူမနဲ့တိုင်မယ်မလို့ ပြော ဟိုနေရန်ကုန်တက်ပြီးတော့မင်းသားတစ်ယောက်လောက်ငှားရင်ကောင်းမလားလို့အဲ့ဒါငါတူမကိုဦးလေးတိုင်မယ်လားကွာ မင်းသားတယောက်လောက်ငါ အဆင်ပြေမယ်ဆိုဦးလေးကဒါလိုက်တန်းသွားမှာနော် ရပါတယ်ဦးလေးအစင်းပြင်းမဲ့ထင်လို့ရရ တကယ်နော်ဟုတ်ပြီအဲ့တော့မင်းသားကိုရင်တမီးဘယ်လိုမင်းသားမျိုးကြိုက်တယ်လဲ အော်မင်းသားဆိုရင်တော့သမီးကလေတန်ကောင်းကိုကြိုက်တာ ဘာကြီးကိုကြိုက်တာ တန်ကောင်းကိုပြောရလေ ဘယ်လိုတန်ကောင်းကြီးလဲ အစိုးတန်ကတန်အပြော
အဲ့ဒါလို့ ကုန်းလုံးတန်တန်ကောင်းကြီးကိုကြိုက် အကိုလုံးအဆိုအကအပြော ပြော အကိုလုံးတန်လာကြီးအတန်ကောင်းကြီးတန်ကောင်းကြီးအေးလေငါတူမလည်းတန်ကောင်းကြီးလောက်နေမှာပဲရမယ်လေ ဘာလဲ ဟုတ်ဘူးလေငါတူမလည်းအဆိုတန်အပြောတန်အကတန်ဆိုတော့ဟိုဘက်ကလည်းအဆိုတန်အပြောတန်အကတန်နဲ့မှတွဲလို့ရမယ်လေ အဲ့လိုလုပ်ပါ ဟိုဘက်ကမတန်မစွန်းနဲ့ဆိုရင်ဟိုလေဖြတ်တဲ့လူလမ်းလျှောက်တင်တယ်လို့ဖြစ်နေမှာဗောသမီးဟုတ်တယ်မ ဒီ လား မင်းသမီးရုံနဲ့မတန်မစွမ်းနဲ့ဖြစ်မလား အေးဟုတ်တယ်အဲ့တော့တန်ကောင်းကိုငှားဖို့အတွက်ဦးလေးရန်ကုန်တက် ရန်ကုန်တက်မှာ ရန်ကုန်တက်မယ်သမီးမညာဟိုနေဟိုဦးလေးဒီနေ့ပဲဦးသွားမှာ ဒီနေ့သွားမှာ ဒီနေ့ပဲသွားမှာဆိုတော့ဟိုအဲ့ဒီအကကိုမမေ့မပြောက်စီနဲ့နော် ဩစိတ်ချအဲ့ဒီကနင်းလိုက်ဒါဘက်ကနောက်နေလိုက်ဒါဘက်ကပဲသေတဲ့ဒီဒါဘက်ကပဲ အေးဘာပဲကရတယ်ငါတူမအဆင်ပြေပြီးတော့ဟိုတခုတော့ပြောလိုက်အောင်တချင်းအစ်စ်အဲ့ကြက်ဖြစ်အောင်လေဟိုအဲ့ဒါစူးစမ်းအောင်နော်သမီးနော် စိတ်မပူနဲ့သမီးကြက်ဖြစ်အောင်ကိုစူးစမ်း အေးဟုတ်ပြီအေးသမီးကြက်ဖြစ်တော့ဦးလေးလည်းတက်တာသွားတာဗောမဟုတ်နေမဆိုငါနောက်ကလိုက်ထောက်ပေးနေရတာလေမကြက်ဖြစ်ရင်စာသားတွေကလိုနေတော့နောက်ကလိုက်ထောက်ပေးနေရတယ်အဲ့တော့ဦးလေးလည်းနေတက်တာသွားတယ် ဟုတ်ကဲ့ပါဦးလေးရဲ့ဦးလေးပဲလုပ်ပါခေါင်းတော့မလုပ်ပါနဲ့ဦးလေးရဲ့ ဦးလေးကခေါင်းလို့အောင်လားကဲတူမအဲ့တော့အဲ့ကြက်ဖြစ်အောင်လုပ်ကဖြစ်အောင်လဲကကဲဦးလေးကရန်ကုန်ဦးလေးသွားလိုက်အောင်မယ်ဦးလေးသွားမယ် อ๋อအဲ့ဆိုရင်ဦးလေးသွားဖို့တဲ့ဦးလေးဘာသာဦးလေးဘာရင်လိုမဲဆိုဦးလေးစဉ်းစားနေသမီးကဟောအကတွေဆိုရင်သွားကြည့်လာအောင် ဒါကြသွားဦးလေးသွားမယ်နော်ဒီနော်အေးအေး ဟောဟုတ်တန်တန်အကောင်ကြီးနော်မင်းမဆိုလို့ မင်းသား မင်းတော့တန်တန်ကောင်ကြီးခေါ်ခဲ့နော် တန်ကောင်ခေါ်ခဲ့ တန်တန်ကောင်ကြီး စိတ်ချတန်ကောင်ကိုတွေ့အောင်ရှာလာခဲ့သွားမယ်ဦးလေးသွားမယ်နော်ဒီမှာ ဟုတ်ကဲ့ ကြက်ပြအောင်လို့နော် စိတ်ချ အေးဟုတ်ပြီဟေး ဦးလေးရဲ့ ဘာဖြစ်လာ ဦးလေးတန်တန်ကောင်ကြီးမမေ့ခဲ့နဲ့နော် တန်ကောင်ကြီးမရရင်ကပလီနှစ်ကောင်ခေါ်လာခဲ့မယ် မလေးကတိနဲ့ပါတယ်လို့မလေး မဟုတ်ဘူးကပလီလို့ပေါ့ကွာအဲ့တိုင်းပဲထားလိုက်တော့ မောင်းမောင်း အဲ့တိုင်းပဲထားလိုက်တော့နော် အေးမ စိတ်ချမယ်နော် စိတ်ချသွားအော်သမီးဒီတော့တန်ကောင်တွေရောတီကောင်တွေရောအကုန်ဖမ်းလာခဲ့မယ်တဲ့လား ဒီကောင်လေးကြောက်တယ် ကဲရန်ကုန်သွားလိုက်ဦးမယ်ဟိုပြောရင်ဆိုရင်ရောက်လာပြီဟုတ်တယ်မြန်မဲလေနောက်မှလည်းအဖွဲတွေအများကြီးကြံနေတဲ့ဥစ္စာကိုတယောက်တည်းပြောနေလို့ရတာမဟုတ်ကဲရန်ကုန်ရောက်လာပြီရန်ကုန်ရောက်လာပြီဆိုတော့ငါတငယ်ချင်းစိုးပြေးရန်ကုန်မှာတော့ဇက်ဆရာပဲနာမည်ကြီးပဲအဲ့တော့ဒီကောင်ဘယ်နှန်းနေပြီးတော့စုံစမ်းလေးလာအောင်မယ်အဲ့တော့လိုက်ခေါ်တာပဲကောင်းပါတယ်လေစိုးပြေးရေစိုးပြေးကြီးရန်ကုန်လိမ့်စာမရှိဘဲနဲ့ဒီတိုင်းလိုက်ခေါ်နေလို့မရဘူးအဲ့တော့တနည်းနည်းတော့လုံးမှဖြစ်မယ်ဟုတ်ပြီခုနလက်ဖေးဆိုင်မှာတအောင်ဝင်ပြီးတော့ဇက်ဆရာစိုးပြေဇက်ဆရာဘယ်နားမှာအထိုင်ချတယ်လဲဆိုတာလေးသိရအောင်ခုနလက်ဖေးဆိုင်ကိုလှမ်းပြီးတော့လက်ဖေးတောက်ရင်းနဲ့စိုးပြေကိုစုံစမ်းရမယ်လက်ဖေးဆရာတို့ကျွန်တော်1 shot 1 D ကျုပ်ကတော့ရန်ကုန်မှာဇက်စီယာစိုးပြေးတယ်ဗျာမင်းသားလေးတယောက်ဝါသနာပါလို့ဇက်ထောင်လာတာဘယ်တော့ပြေးတယ်တော့မမေးပါနဲ့မင်းသားအချီးမွန်းလည်းမခံရဘူးအကဲ့ရလည်းမခံရဘူးတပွဲမှလည်းမကရဘူးကဲရှင်းရောမင်းသားဆိုလို့ကောက်ထောင်လာတာတလိမ့်ဆိုင်ရောမြောက်မှသူ့ရတာသေးတယ်တနေ့ကုန်စိတ်မအေးရဘူးကဲအဲ့တော့ဒီမင်းသားကိုဘယ်သူလက်ထဲထည့်ရမလို့စဉ်းစားနေတာကိုလက်ထက်ကလွတ်ပြီးတော့ပဲမသူလာဒီကောင်ထည့်ပေးရမှာပဲအဲ့တော့ကိုမင်းသားကိုခေါ်ပြီးတော့တိုင်မယ်ဦးမမင်းသားဟေးမင်းသားဟေးဟုတ်ဗျာဒီကောင်ဘယ်သွားလဲဒီကောင် ဟုတ်ပါပြီဒီခေါင်းကဒါစိုးပြေခေါင်းမယ်ကိုလုံးကလည်းဒါစိုးပြေကိုလုံးမယ်ဟုတ်ပါတယ်ဒီဖေကိုငါရင်းနေဆက်ဆံမှုပါ ဟုတ်ပါလူဖေဦးမြမဦးမချွတ်ရင်းနီးပါလေငါလုံးလိုက်လို့ ဟာဟဲ့ကောင်စိုးပြေဟာမိုးကျေ ဝါသာ ခေါင်းမြန်နေမနေတယ် မားနေတယ် မနေတယ်မနေတယ် မင်းနာမည်စိုးတိတ်လေ မင်းကမိုးပြေလေမိုးပြေ အဲ့ဒါလည်းမားနေတယ်ကွာ မင်းဒီပဲလာကွာနေရာချိန်လိုက်မယ်
ဘယ်နဲ့မို့ဆိုပြေး မိုးတိတ်တကယ်ချင်း ဟာတငယ်ကျိုး တကယ်ချင်းမင်းငါတယ်ငါ့ကိုကြည့်တယ်မှတ်မိတယ်မလား ဟောမိုးတိတ် ငါ့ကိုမင်းမုံမိပြီမလား မုံမိနကဘာလို့မမိတာ မှတ်မိသွားပြီလား ကွန်စားတော့လက်ကားဖြစ်ပြီ တချောင်းဝယ်ပါသွားတာတကယ် အဲ့ဒီကတော့စိတ်မကောင်းဘူး ဒီမင်းကကြိုးကနေမှမင်းဝေး ဟုတ်ဝမ်းသာတယ်ပြောပါဟာမင်းမန္တလေးလေရန်ကုန်ကွာဆိုင်မစင်ဘုံမရှိမင်းဘယ်လိုပြစ်လာလဲဟမ် အဲ့မစင်ပုံမစင်ပြစ်တာတော့မင်းတကယ်ချင်းမင်းစီကိုငလာတာပဲ ဟိုလာလေကွာတကယ်ဖုန်းလေးပဲကြိုဆက်ပေါ့ကွာမင်းလေ ဘောငါပြောတယ်ဒီတဖေးတိုင်းကိုမေးကြည့်တယ်ဆိုပြေးတဲ့မနက်ကမှတစ်ခွက်တောင်းတောက်သွားတယ်တဲ့အဲဘာ ဝယ်တော့သွားသေးတယ် တစ်ခွက်ဝယ်တောက်သွားတယ်နင်းလေကျွိုင်းတစ်ခွက်လာတောက်သေးတယ်ဆိုလက်ဖေးတိုင်းထိုင်ဆောင်နေတာ ဟုတ်တယ်ဆိုင်တကယ်ကြီး ဒီအစင်းပြေးတကယ်ချင်း မင်းဘာလဲလို့ရန်ကုန် ငါလာတဲ့ကိစ္စဒီလိုကတကယ်ချင်း အေး အဲ့ဒါပဲ အေးကောင်းတော့ရှင်းတယ်နော်အဲဘာလို့ဆိုတော့ဒီကိစ္စမလွယ်ဘူးလေ ဟုတ်တယ်လေ ဟာမင်းလည်းဘာမှမပြောပါသေး အဲ့ဒါကပြောတယ်ငါအခုအငိမ့်ထောင်ထားတာအစင်သိမ့်မပြေဘူး ဟုတ်လား ဘာဖြစ်လို့အစင်မပြေလဲဆိုတော့ဟိုဘက်မှာမင်းသားတွေပါတယ်ကွာ ဟိုမင်းအငိမ့်မထောင်ခင်တော့ရောရတယ်ဆို ရော မင်းပွိုင်းစီဖြစ်သေးလားမင်း အေးလေဘယ်လိုဖြစ်လဲဆိုတော့ဟိုနေ့မှာကိုမှန်းတဲ့လူတွေမပါတော့ရောပြန်ရောခဲ့ရတာ ရောပြပေးရ ကိုနာမည်ပေးတာလူတွေမပါတော့လွတ်တယ်ငါကြီးတာပေါ့တက အေး ယ် ပေါ့ ကြီး ကွာဒါပွိုင်းကားတဘာဝပဲ ဒီလိုလုပ်တယ်ကြီးငါအခုငါအငိမ့်နေကိုငါမင်းသားတယောက်ထည့်ရင်လို့ မင်းသားတယောက်ထက်ကျင် မင်းသားလာရှာတာ ဟာโอเคကိုလည်းလွတ်ပြုတ်ပဲတကယ်ကြီးမင်းအစေပြေပြီငါမှမင်းသားတယောက်တော့ရှိတယ်တကယ်ကြီး ဟုတ်လား တက်ကြိုက်ဆိုင်ဆိုင်ပဲမင်းကန်ကောင်းတာ ဟုတ်တယ် အာမင်းထီမထိုးကမွေကြိုက်ပြီ ဒီကောင်ဟုတ်ကဲ့ ထီမထိုးကထီပေါက်ပြီမင်း မင်းသား ငါမင်းသား ရုပ်ရည်က မပြောနဲ့ အတန် ဟာမပြောနဲ့ အဝတ်အစား မပြောနဲ့လို့ အဆိုး မပြောနဲ့ နောက်ပိုင်း မ ရှင်း ပြောနဲ့မပြောနဲ့မပြောနဲ့ဗျာ မင်းကဘာမှငါမပြော ပြောငါမင်းသားပြောစရာမလိုအောင်ကောင်းနေတာ ဟာကြပြီတကယ်ကြီးဟာကြပြီကွာအဲ့ဒါငါမင်းစီကငါလာရှာတာတန်ရောတန်ရဲ့လား ဟာငါမင်းသားတန်လာတော့မမေးနဲ့သူ့အရှိမတော့မောက်ကုန်မအေးရဘူး ဘာကြီးလဲရော အားရဲ့ကျုံးဒိုင်မင်ထိုးထိုးပြကျင့်နေလို့ငါဖို့ကြော်ပြီးတော့ အော်မင်းတက်နေမိလားဆို တက်နေပြီပါဆိုလို့ တကယ်တန်နေတော့ အော်တန်လာတော့မပြောနဲ့တော့ ဘာတူမလဲအဲ့တန်ကောင်ရှာခဲ့ပါဆိုလို့ငါတန်ကောင်မင်းစီလိုက်လာ ဟာကွက်တီပဲတကယ်ကြီး တကယ်တန်နေတော့ အဲ့တော့ငါမင်းသားလည်းငါမိတ်ဆက်ပေးမယ် အေးမိတ်ဆက်ပေး နော်မယ်နော် အေး အဲ့ခဏဟိုဘက်ခဏသွားဆောင် ဟိုနားနေဆောင်နေဘယ်လိုမင်းသားဘာဖြစ်လို့ အော်ငါမင်းသားမင်းရှက်တတ်တယ်ငါမင်းသား မင်းလည်းမင်းသားလှုပ်ရှားပြီးရှက်ကြရဲလားဟာ โอ้မင်းသားမဥမလဲလေဩရှက်တတ်တာပေးတက်ကို तू ကတိတ်ပြီးတော့မပြေဘူးကွာလေလူစိမ့်ဆိုတိတ်စမ်းပြောရဲဘူး အဲ့ဒါကဟိုနာလက်ဖေးတိုင်းမှာ အေး ငါလှုပ်လိုက်မနော် လှုပ်လဲခဏ ခဏဆောင်နေမနော် ကင်မရာကခေါ်ခဏဆောက်ကိုလက်ကလွတ်ပြုတ်ပဲဒီကောင်တော့ဒုက္ခရောက်မှမြင်အောင်သေးကိုမင်းသားကိုခေါ်လိုက်ဦးမမင်းသားရေအေးမင်းသားကာကြီးခါခွေခငယ်ကာကြီးငါစလုံးစာခွေစာမြင်လွဲညာ အဲ့ဒါကျွန်တော်မင်းသား ခဝင်ပဲဒါရင်ကောက်ဒါရင်မဟုတ်နာချီတဝဲဘူးတဝဲဘူးခါစင်လူဒါတွေတောက်ချိုက်ပါလေတောက်ချိုက်ပါလေလည်းပဲအာ အားကြမှာပြချမင်းလာပြီပြောမင်းလာပြီမဲအဲ့ဒါကြီးကဘာကြီးလုံးကွာ လက်စွပ်လေ လက်စွန်ဟောဗျာမင်းမေဟိုင်းမြကွင်းဝင်လာဟလား ဟုတ်တယ်မတော်လားအလဲကောင်ရဲပြီးဘေးတွေညို့ဘာတွေပြော မင်းမေရအမဲလို့လောက်ကဝင်လာ ဟုတ်တယ်အမဲလက်စွပ်မတိတဲ့လူတွေကတော့ဒါစပိန်နောင်မီသည်ပေါ့မှန်တော့ तू ကစပိန်နောင်မီသည် ဟောဗျာ မတိရင်တော့ကော်ပေါ့မှန်တော့ပလတ်စတစ် ဟင်းမဲအတူတူကြီးပဲ အထင်မသေးနဲ့ ဟုတ်လား ဟောဒီလက်စွပ်ကနာမည်နဲ့လာ ဟာပြောစမ်းပါဦးကွာ ပွင့်ရင်ပြောင်ဆောင်ရင်လေးရေစိမ်တောက်ရင်တေးပေါက်တယ် တော်တော်တန် ဟောဒီ ဖိုး လိုကြည့်လိုက်စမ်းနတ်ကြီး6ထပ်ဒီလိုကြည့်လိုက်စမ်းငရေ8ထပ်ဟောဒီလိုကြည့်လိုက်စမ်း ဘာဖြစ်လို့ အပေါင်ဆိုင်ကိုတန်း
ကွာအပေါင်ဆိုင်များတန်းနေရတယ်ဟာဒီမှာမင်းလား ဟာ မင်းကငါခေါ်တာအကြောင်းရှိလို့ခေါ် ကျွန် တာ တော်ခေါ်တဲ့ဇက်ဆရာပြောစမ်းပါလားဆရာရဲ့ဘလို့အရေးကိစ္စရှိတယ်ပြောစမ်းပါလားဆရာကြီးကျွန်တော်ရွှေနောင်းနဲ့စူပါစလုံး ယူတော့တယ်ကွာမင်းလာကြတာငါဝင်းချုပ်ကျင်လာပြီ ကျွန်တော်ဝင်ချူပြီလေ မဲအဲ့တော့မင်းငါမထားကျင်တာဒါမင်းကန်ကောင်းပြီ ဟလာဘာဖြစ်လို့ မင်းစိတ်ဆင်းရဲခံမဲ့လူတယောက်ရောက်တယ် ဟမ် ဇက်စီယာမင်းသားလူချင်းဇက်စီယာတယောက်ရောက်နေမန္တလေးက အော်ကျွန်တော်စိတ်ဆင်းရဲခံမဲ့နောက်တစ်ယောက်ပေါ်လာပြန်ပြီပေါ့ ဒီကောင်ဘာနဲ့စိတ်ဆင်းရဲခံနိုင်တယ် ဟလာကျွန်တော်သူနဲ့တေးခြင်း ဟေးငါတွေ့ချင်တဲ့ဥစ္စာမှာကွာ တွေ့ခြင်း မင်းငါတငယ်ချင်းနဲ့ငါမင်းဆိုမင်းသူခဏတွေ့လိုက် ဟုတ် နော်အေးတကယ်ကြီးဟေးဟုတ်တယ် နွားတတ်တယ်လို့ပါပဲကွာကျွန်တော်ကတော့မင်းသား ဒီစောက်ခွင့်နဲ့မင်းသားလောက်တာ ဘလောက်မြောက်ကျွန်တော်ဘဝမမြင်ပါဘူးလို့ကျွန်တော်ကတော့မင်းသားဟေးကျွန်တော်လေးရွာကမင်းသားလေးခင်းလိုက်ပြဟိုကလာငါနေမအားဒီကလာငါညမအားအရေးစာဥရတာဟာ စပိမီးကြောင်းနဲ့မင်းကငါမင်းနေတာမင်းကဘာလဲလို့မင်းနေတာ ကျွန်တော်ကတော့မင်းသားကျွန်တော်လေးရွာကမင်းသားလေးခင်းလိုက်ပြဟိုကလာငါနေမအားဒီကလာငါညမအားအရေးစာဥရတာ မျက်စိရတဲ့နောက်လာပြီမင်းကဘာကောင်လဲလို့ငါမင်းနေတာကျွန်တော်ဟာလို့မင်းလားကျွန်တော်လေးရွာကမင်းသားလေးခင်းလိုက်ပြဟိုကလာမအားနေမအားဟိုကလာအမညမအားအကြီးစာဥရဲ့တာ တာသမီးများနှခါမတရားချက်ချင်းတတ်တာပဲ ကိုဖေရူသားဆိုတော့ ကျွန်တော်မင်းသားပါခင်ဗျာဖယားသူမင်းသားပါမိုးချိုခေါင်းအပြည့်ဖင်အားထွက်ရစီရဲ့မင်းသားပါခင်ဗျာ မင်းသားရုပ်ကလည်းစောက်ချင်စရာတကွက်မှမရှိဘူး ဟောခင်ဗျာစုတ်ချင်သေးလို့ စောက်ချင်တယ် မဟုတ်လေကြံစုတ်ချင်လို့လာဝယ်ပေးမယ် ဒုက္ခပါပဲကွာစောပြေ ဟောကျွန်တော်တက်ပညာလေးတွေမေးကြည့်ပါဦးကျွန်တော်တက်ပညာလေးတွေမေး မင်းကဒုက္ခပါစောပြေစိတ်ချင်မင်းကဘာကြပ်နေလဲပြောလား ကျွန်တော်စုံကိုပြောကြိုက်တာမေးလို့ရ ဆုံးမပြော ဟုတ်ကဲ့ အဲသမီးကနည်းနည်းတော့ဟိုနေအဆိုးလေးနည်းနည်းလုပ်ပြ ပြောနဲ့ အဆိုး ပြောနဲ့ အဲ့ဒါဆိုလို့ရှိရင်အပြော ပြောနဲ့ ဘာလို့ရှောက်နေပြီမတော်တော့ထောနေရလဲလက်ကိုငင်းခါ ပြောနဲ့ အဝေးစားထားအကုန်ခါဒုက္ခပဲဟဲ့ ပြောနဲ့ပြောနဲ့ ဟဲ့ဖေရမကွာမင်းနမကုတ်တော့မရအဲ့ဒါငါမင်းသား မင်းသားလည်းမြောင်းနေမြရမိုးထားတဲ့မင်းသားလားမသိဘူး အမေကတော့ပြောတယ်မြောင်းနဲ့လောင်းနဲ့စကြတာတဲ့ အဲ့ဒါငါမင်းသား အဲမင်းသားအခြေအနေကကောင်းရလားကွာ မင်းအချိန်နေကောင်းသလားတော့မမေးနဲ့နော်မင်းမန္တလေးရောက်သွားပြီဆိုငါမင်းသားလေးပဲတဟုန်တို့မင်းနာမကြီးပြီ ကျွန်တော်ဇက်စရာအထင်သေးနေ တင်သေးလား ရုပ်ဆိုးလို့ဆိုပြီးထင်သေးနေ ဟုတ်တယ်လေမင်းစဉ်းစားကြည့်လေ အကရွယ်ပဲ ဒီရုပ်နဲ့ဘယ်လိုလုပ်ကမလဲ အဲ့ဒါခင်ဗျာပညာမတတ်လို့ပြောတာ ဟဲ့ဘယ်လို ပညာတတ်ရင်ရုပ်ပြောက်သွားအောင်ကလို့ရ တတလုံးကလှုပ်ရှားတဲ့ဇက်ဆရာတော်ပညာမတတ်ဘူးကြီးရတယ်ကမင်းကဘာတွေတက်လဲကပြောလိုက်ပါ ခင်ဗျာကိုမိုးဝင်းတို့ကိုမိုးမင်းတို့ကိုပြောက်စတဲ့ရှိုးကြည့်ဘူးလား ကြည်ဘူးလေအဲ့ဒီကောင်တွေကတိတ်ကြိုက်တာငါပတ်စမတက်နိုင်လို့မငားတာ အေးခေလိုက်မင်းသားကနော်ရုပ်ပြောက်နှစ်ပါးသွား ရုပ်ပြောက်နှစ်ပါးသွား မြန်မာပြည်မှာဘယ်သူမှမကသေးဘူးနော် မြန်မာနိုင်ငံမှာတစ်ခါမရဘူး ဘယ်လိုမှမရကျွန်တော်ထွင်တာ ထွင်ထားတာ ကျွန်တော်ထွင်ထားတာ ရုပ်ပြောက်နှစ်ပါး ရုပ်ပြောက်နှစ်ပါးသွားကြည့်ချင်လား အေးကြည့်ရှင် ဟွာမီကို မီကိုကိုဆိုသူ့နာမည်လား ကျမရောက်
မဟုတ်ဘူးလေမီးစရာကိုကိုလို့တင်စားပြီးပြော အော်မီးဆရာကိုကို မီးကိုကလေမီးတဲ့အကုန်လုံးအလင်းနေမိန်ပြီးတော့မှအနီရောင်လေးဖြစ်ဖြစ်အပြာရောင်လေးဖြစ်ဖြစ်လေတတကိုဖွင့်ပေးနား ပါပါလေးပုတ်ပါပါလေးပုတ် ဟောရွာသားစိန်လားမြိုင်ရွာသားကျွန်တော်ရေးလဲစိန်လေးရေးလဲမှာပဲစိန်တော့တောင်စားမှာမစိန်နဲ့ဖိနဲ့သဲတွေဝင်ကုန်ပြီ ဩအဲ့ဒါမင်းအလုပ်ပါလားတော့သူဘယ်နေရာစိတ်စိမ်မို့ ရပါတယ် သူလည်းမပြောရဘူးကိုတမိုက်လို့ခြံခတ်ထား လက်သေးလို့ဝင်စားတာလေ အဲ့ဒါခြံမဟုတ်ဘူး လက်ငယ်ကြီးတာလက်ငယ်ကြီးတာ အော်မင်းသားတွေ့လားနင်းဘောခဏခဏခေါ် အဲ့ဒါငါမင်းသားဟုတ်လားပြလားပွဲတော်မကားသေး ဇက်စရာယူတာအမှ3သိန်း ဟေးစိုက်ကြမရှိဘူး ကြည့်မလားမီးလေးရွာသားရေးလဲစိန်လေးပါမယ် အပြလေးပြီဟုတ်ကိုလေးကွက်တီအဲ့ဒါဘယ်လိုဖြစ်နေတာလဲ လက်စွပ်ကိုမမြင်ပါဆိုလို့ ဒီမင်းအမေဟာကြီးပဲထုတ်ပြရတယ်ဒီလိုကြီး ကဲမင်းသားရုပ်ကိုမြင်ရသေးလားမီးမိတ်ထားတော့ ဟမ်ဟုတ်တယ်ကြီးတိုင်းမို့အမှန်ကတော့ရုပ်ကိုမကြည့်နဲ့အလုပ်ကိုကြည့်ပါ အဲ့ဒါပြောတာ လူကိုမပေါင်းနဲ့မူကိုပေါင်းပါ ကျွန်တော်ဒီလိုမီးမိတ်ပြီးကြတာအဆင်မပြေဘူးလား အဆင်ပြေတယ်ဗျာမင်းအမီးမိတ်ကတာအဆင်ပြေတယ်ငါဆက်မှလည်းမီးလုံးနေတာနဲ့အတော်ပဲ အန်ချားကိုဖြစ်နေတာ သူ့စကားဖျောင်းနဲ့ထုံးကားတာကွာ ငါဆက်မှမီးလုံးနေတာနဲ့မင်းမီးပြောက်ကတိတ်ဆိုးတယ်အမအတပါတယ်โอเคပဲ ကွက်တီပဲ ပညာကမ်းမကုန်သေးဘူး ဟာပညာကြံနေတယ် ရိုက်ကြံသေးတယ် ကျွန်တော်တကူတော့ကိုစွမ်းညံစွမ်းရှိတော့တင်ဆက်အောင်ပါ ကိုရပြီငါကြိုက်ပြီခေါ်မှာ မုံပညာကမ်းမကုန်သေးဘူး ဟောအေး ဟိုကဂျွန်းနေတိုင်းပဲနေနဲ့လေမော်လမြိုင်မင်းသားတွေလို့ အော်မွန်ပြင်းနေမင်းသားတွေ တစ်တာဘယ်နှလုံးကတာမြင်ဘူး ဟိုအလုံးသုံးလုံးမောမင်းသား ခင်လိုက်မင်းသားတစ်တာ10လုံး ဟဲမြင့်လာကြီးလား တာတိတာနဲ့ မိချစ်ထဲတဲ့ဖာလေးတွေအခုတော့ကလို့မရတော့ ဘာဖြစ်လို့ ခလေးတွေတက်နေလို့ပြားလည်းကတော့ကပြတယ် ကောင်းကောင်းပြောပါမင်းသား ကပြ ဟုတ်ကဲ့ ကြည့်မလား တိကျရှိတယ် ကောင်းလေးတွေမင်းသားကမယ်လေတစ်တာကိုယူခဲ့ပါလားငါပါဖြဲလိုက်မယ်ဟုတ်ကဲ့လာပါပြီကိုခင်လိုက်အာ အပေါင်းတင်းရောင်းရင်တပည့်တပန်းတွေလည်းကြေများတာပဲနော် ဟိုးသာအာနာကြီးရဲ့နေရာမှာသူ့စကားသူတော့နားမထောင်ဘူး မိုက်တယ် ငါမင်းသား အိုးအမိုက်ကျုံးမဲ့လူကအခုမှလာတာ哦 တော့စီပီမှာလည်းအလုပ်လုပ်ဘူးလေ တက်ကော ရ ငါတွေ့ဘူးလားတော့ဒီနေရာမှာတိုင်ကြီးပဲတွေ့ဘူးတယ်ဒီတောင်းကြီးကဘာလုပ်တာလဲ သူများကတိုင်ကြီးဝင်တိုင်ကြီးတွေခင်လိုက်မင်းသားကတောင်းဝင်တောင်းတွေ တကယ်ချင်း ဟေး မင်းအတိုင်းနဲ့မိတ်ကောင်းတာ ကြောက်တဲ့ နော်မငါမင်းသားတောင်းဝင်တောင်းတော့ကဟိုရမင်းတောင်းမစားရတော့ ဟေးတောင်းမစားတော့ဟမ် ကြည့်ချင်းလား ကြည့်ချင်တယ် ငါမင်းသားအကလေး ဝရှိတွေတော့မကြည့်လို့မရတာကြည့်ရတော့မှာဗော ဟိုက်တို့ကကြောင်ကြိုက်တာတော့ကူလီငှားကြိုက် ဟာဒုက္ခပါပဲကွာမင်းသားသဘောတော်မပေးရသေးဘူးတောင်းရှိတောင်းခေါင်းကြိုက်ခိုင်းနေတယ်ကြည့် နှစ်ပါးသောမှလည်းတချင်းထွေထူရေးစရာမလို မဟုတ်ဘူးအဲ့နှစ်ပန်းတော့အတွက်တချင်းလိုခြင်းဒီမှာဒါရှန်ထွန်းရှိမှအပ်ပြရမယ် မလိုအသားမဲ့တယ်မရေးခိုင်းဘူး ကိုပေါ်ရှန် ကိုပေါ်ရှန်ရှိ အမေမရေး ဘယ်လိုက် ဟို ဂျယ်ဒီကမုန်းရှိကိုမင်းသွားရေးမလား လက်ကမသေးပြီလေဖေးမရေးမလို့ဘူးမလို့မိုင်းမုံပြညိုတပုတ်ရှိရင်နှစ်ပါးသောမိုးအလင်းကလို့ရ အာမင်းသားလေ ဟုတ်တယ် ဟုတ်ပါပြီဒီညတညတော့ဟုတ်ပါပြီပွဲတကယ်လို့များနှစ်ညဆိုရင် ဩဟောနှစ်ထပ်ရှိမှမှတ်မိအောင်လို့မိုင်းမုံပြညိုပဲတော့ ဆို ကဲထားပါတော့နှစ်ညတော့အဆင်ပြေပါပြီတကယ်လို့များနောက်တညထပ်တိုးတယ်ဆိုရင်ဟုတ်ပါ ပြိတ္တကြီးရဲ့ပြန်လဲတောင်းဆိုချက်အရမိုင်းမုံပြညိုပဲတော့ ဒါသဘောကျပြီလို့လေးညဗျာနောက်တညထပ်တိုးရင်ရော ပြောချင်ရပြောဆောက်ပြီးယူမဆိုင်ဘူးမိုင်းမုံပြညိုပဲတော့ ကားပါလိမ့်မယ်စောက်အငိမ့်ရတော့ဟမ် တကယ်ချင်းမင်းငါမင်းသားခေါ်တာကန်ကောင်းတယ်နော်စာရဲစရာကလည်းမကုံတော့ဘူး မှန်တယ်မှန်တယ် သူ့တချင်းနဲ့တူလာတာ သေးကြတယ်တရား ကြည့်မလား ကြည့် ငါမင်းသားအကလေးကြည့်လိုက် မိုင်းမုံပြညိုရီမဝဲမိုင်းမုံပြညိုရီမဝဲဟမြူတိတ်ဘာချစ်တဲ့ဆိုလား ဟဲ့စာကားတွေကလည်းရှင်းနေတာပဲဗျာ တောင်းရုပ်ဂျီ မင်းသားမကသေးဘူးခုမှအကျော်လျှော့တုံးရှိသေးတယ်ဟဲ့မိုင်းမုံပြညိုရီမဝဲမိုင်းမုံပြညိုရီမဝဲအမြူတိတ်ဘာဖြစ်တဲ့ဆိုလား
မကသေးဘူးအကျော်လျှော့တော့ရှိ ငါမင်းသားတကယ်မကသေးအကျော်လျှော်တော့မတွေ့တယ်မလား ဟဲ့မိုက်မုံပြန်ညို့ ဟာလာကြဟာမကသေးဘူးအကျော်လျှော့တော့ရှိသေး အာရပါထိုးစားမှာတမြောင်ပါတစ်ချက်လောက်ငါ35သိန်း 35သိန်း ဟာ အေးမိုက်မုံပြန်ညို့ရှိမ တော်ပြီမင်းသား ဆက်စရာ ဟေး ကျွန်တော်အဲ့လောက်နဲ့မပင်မဘူးကျွန်တော်အကျော်စေးသွင်းစရာမလို ဩမင်းမလုံနိုင်မှာဆိုလို့ပါကွာ အမှန်တော့ငါသဘောပေါက်ပြီမင်းတို့ကတိန်နေနေတော့ဘယ်ကင်းမလဲနော် ဒီလိုပဲချင်းချင်းပေးရတာပေါ့ ဟိုကောင်လေးတွေအလိုလိုက်လို့အမိုက်စော်ကားတာဟလားဟမ်မင်းသားကပြီးရင်သိရမယ်ဆိုတာနားမလဲဘူးလားငါပါဖြတ်ရလိမ့်မယ်ဟုတ်ကဲ့လာပါပြီကိုခင်လိုက် တကယ် ဆိုပြေ လက်တဘောကြရမလား ဟာ တချင်းကြီးကလည်းမကုန်အလုပ်သမားကလည်းမကုန် မှန်တယ်ဗျာသဘောပေါက် ကျွန်တော်ပညာခန်းမကုန်သေး အ ဘူး လားလားဒီပညာက ပရိသတ်ကြီးကိုမြစ်တာပန့်ကျဲအောင်မယ်လို့ အဲ့ ဒါ ဒါ ဒီအဲ့ဒါဆိုငါတို့မန္တလေးမှာလှုပ်ရှားလို့ရပြီ မရကျွန်တော်တော့ပရိသတ်ကိုစေတနာထားတယ် ဟာတော့ပါပဲ ကျွန်တော်ပရိသတ်ကိုပန့်ကျဲအောင်မယ် ရပါပြီခုနဆူချသွားတဲ့ဟိုအမကြီးကတော့ပြောသွားတယ် ဟာတဲ့ မြန်ဝင်တော့တဲ့ ကပါအောင် ကပါအောင်တဲ့အဲ့ဒါကပါအောင်ဆိုရင်အချိန်မရဘူးလေ မြစ်တာပန့်ကျဲအောင်မြစ်တာပန့်ကျဲအောင်မယ် ဟာမြေတာပါ ကျွန်တော်ကျဲမပန်းရိုးရိုးပန်းမဟုတ်ဘူး ဘာပန်း မင်းပြန်ကျဲမဲ့ပန်းဘယ်လိုပန်းမျိုးလဲ တက်ခွပန်း တစ်ခွတစ်ခွ တက်ခွပန်းကျဲမှာ တက်ခွပန်းဟိုအိမ်နာတိုင်းမှာမဟုတ်တာ တညကို3သိန်းဖိုးလောက်ကျဲတယ် အပန်းကို3သိန်းမို့လောက်ကျဲတာ ဟုတ်တယ် မင်းအညာကြီးဘယ်လောက်ရ 9000 ဘယ်ကပတ်စံနေနဲ့ကျဲနေတာလဲ အရင်ကခိုးထားတဲ့အားလေးနဲ့စုကျဲ စုထားတာလေးနဲ့ ဟုတ်ကဲ့ ဟုတ်ပြီ ကြည့်မလား ဟုတ်ကဲ့ကြည့်မယ် ကျွန်တော်ကိုယ်ပိုင်တခြင်းလေးနဲ့ ကိုပိုင်တစ်ချင်းလေးနဲ့ ဟုတ်ကဲ့ဇမင်းသားလေးခင်လိုက် ခက်အမေရိကန်သိန်းစောဇမင်းသားသိန်းစော तू ကခိုးချတာငါကမူပိုင်တွေ့စား အော်ဒါကိုသိန်းစောဒါခိုးချတာ ငါမင်းသားမူပဲ ဒါသူ့မူပိုင်လား ငါမင်းသားမူပဲတချင်းမြစ်တာပန်းကျဲမှာမင်းကြည့်လိုက်ဟုတ် ဒီချင်းနဲ့ကျဲမှာ ဒီကြီးလည်းကျဲမှာ ဇမင်းသားလေးခင်လိုက်တိုင်းပြည်ကမနိုင်ဇမင်းသားလေးခင်လိုက်တိုင်းပြည်ကမနိုင်ဘဝတကွေစင်မြင်မောမိုးတဲ့ဝိုင်းနဲ့ပြိုတော့စတော့ဘဝတကွေစင်မြင်မောခင်ကစီရနဲ့ပြိုတော့စတော့အောင်စီရငိမ့်ငိမ့်ရောင်တောင်းထိုက်ကကြောတောင်းထိုက်ကကြောတောင်းထိုက်ကကြော ဒါကြောင့် တောင်းထိုက်ကအကျော်ဆုံးတော့ရေ နဘောလာပေါ်လိုက်ငါမင်းသားတရားကြီးမြစ်တာပန်းကျဲတော့မှာ မလူရနဲ့နော်
င်းပြေတယ်တကယ်ကြီးကဒါငါစားသမားတွေချင်းချင်းချက်ကျွေးလို့ရတယ်ကွာ တကယ်ကြီးမင်းငါမင်းသားအစောကယုံနေမလားပန်းကြီးဆဲတာဆယ်ကြီးအပေါ်တက်တာအစီး20ဟာမန်းလေးပါဆိုတကယ်ကြီးကဟင်းမိုးမကုန်တော့ဘူး ဒါမင်းတို့အဆင်ပြေတယ်ကျုံလုံးစားပါဘူးလား ဘယ်အစားမလဲတကယ်ကြီးသိကြပြီ တရားမင်းကမင်းသားသဘောကျသွားပြီ ငါသဘောကျသွားပြီတကယ်ကြီး သဘောကျတယ်ဆိုလို့ရှိရင်မင်းကမင်းသားတခါတော့ခေါ်သွားတော့ဗျာ အေးဟုတ်ပြီ ငါလက်ကတော့ပြုတ်ပဲအဲ့ဘုငါကြောင့်ငါသိတယ် မင်းနာမည်ကဘာလက်ပြုတ် ငါပြလာမြစ်တာပန်းဦးချိန်ကြီးတက်တော့ ဒါမျိုးပစိုးလေးဝင်မလားလို့ မင်းငါမင်းသားသဘောကျ ငါမင်းနာကငါသဘောကျသွားပြီအဲ့တော့မင်းနာကိုငါစပေါ်ဘလောက်ပေးရမလဲ စပေါ် လာစရာအေးအပိုင်ချုပ်တော့စာချုပ်ကို ငါသိပါတယ်အချိန်ရောက်နေတာငါသိတယ်အချိန်ကောင်းကြီး မင်းနာဘာအချင်းကောင် မဟုတ်ငါကိုးစားတာအချိန်စားပြီလို့အချိန်စားသွားကြိတ်နေ အဲ့ဒါကဲငါပတ်စံဘလောက်ပေးရမလဲပြော ဒီလိုကွာငါမင်းသားမကြိုက်တဲ့တလုံးခိုင်း အေး နော်တပြားမပေးတဲ့မင်းမကြိုက်လို့ပြန်ပို့ရင်တော့300ပေးရမယ် တကယ်ချင်း အပိုင်ချုပ်အပိုင် မင်းမှားနေလားတကယ်ချင်းငါနားထဲမှာကြောင်းမြိုင်ဖြစ်နေတယ် မမဘူးမင်းငါမင်းသားကိုသဘောကျတယ်မလား သဘောကျတယ် ကြိုက်ရင်တလုံးတော့ခိုင်း လုံးခိုင်ဟုတ်ပြီ တလုံးခိုင်း ခိုင်းမယ်လေ မကြိုက်လို့ငါဒီပြန်ပို့ရင်300ပေးရ မင်းအဲ့စာချုပ်မျိုးငါတစ်ခါမှမကြားဘူးနော် အခုစာချုပ်အသစ်စာချုပ် ကြိုက်မချုပ် မကြိုက်မချုပ်မပြန်လို့ရတော့ငါမင်းသားလိုချင်တဲ့ဇက်ချက်တွေအများကြီးပဲ ကြိုက်ရင်တက်လုံးခိုင်းရ ကြိုက်တလုံးခိုင်း အလကားလို့ခိုင်းရမှာ ဟုတ်တယ် အခြေအနေကောင်းရင်ငါတူမနဲ့ပါငါနေရာချပေးထား ပေးစားလို့ရတယ်ပြန်ပို့တော့300နော် ဟာဆိုင်ချကောင်းပြီအဲ့ဒါဆိုလို့ရှိရင်သဘောတူတယ်ကွာတကယ် သဘောတူလားသဘောတူတယ်ဆိုလို့တခါလဲစာချုပ်ချုပ်မယ်အဲ့တော့ကောင်းကတ် ကောင်းတက်ပြီလား လက်မတို့ချက်ချေက ချက်ချေခတ်ပါဆိုခွေးချေခတ် ချက်ချေကတော့ကွာ ကြည့်ခါပြီ ချက်ချေကတစ်စက်တော့ရမယ်ဟိုဘက်လက် စိတ်လုံးရိုက်မယ်ဟာဒီတော့မင်းသားနဲ့နေတဲ့အကျင့်ပါနေတယ်ခင်ဗျ စိတ်တုံးကအတမ်းကြီးတဲ့ဘူးတဲ့ တော်တော်လက်တဲ့တဲ့ကောင်ကြီးပြေးပွင့်နေကိုထိအောင်ထိုးနိုင်တယ်ကျွန်တော် ဝင်ပြစ်ဖို့ ရန်ကားမလားမေယော မဲပွဲကတခါတည်းကဘုံနားအောင်မလား အမနာဘူးပွဲ3ပွဲရှိတယ် သုံးပွဲတခါတည်း ပထမပွဲဟာကောက်ရိုးပုံထိတင်ပွဲဒုတိယပွဲကဒီတရုတ်ဘုံညောင်းသားမှာမီးနင်းတဲ့ပွဲ ဟဲ့တရုတ်ဘုံကြောင့်မီးနေမလားကွာ တရုတ်ဘုံညောင်းဘေးနားမှာတို့ကာလီမန်မဲတော်ရေချပွဲ ဩမီးနေပွဲဟုတ်ကဲ့ နောက်ပြီးတော့တပွဲကတို့မဲတော်ပြန် ဟာမဲတော့ပြန်လောင်ငူသွားပြီလား ပြန်လေးကိုလေဖြတ်နေတယ်ပြန်တော့မှရိုက်ပြန်မယ်လေ ဟာပွဲကြီးတော့စိတ်ပြီ နောက်တော့သင်္ချိုင်းကုန်းဖွင့်ပွဲတပွဲရှိသေးတယ် မင်းသင်းမဆောက်ဖွင့်အဲ့ဒီတင်ကြ အ ကို ချိုးဆက်ရေကျက်ချပွဲလည်းငါလက်ခံတာ ကဲမင်းမလာမကြိုက်တဲ့ပွဲကအဲ့တော့ငါမင်းသားတခါတည်းခေါ်ရမယ်ဆိုဒီတိုင်းမရဘူးငါမိတ်ကတခါတည်းလိမ့်ပေးလိုက်မှရ တကယ်ကြီးဟိုမှာမိတ်ကဆရာကြီးအများကြီးရဲ့ အိုးမင်းမသိဘူးငါမင်းသားကြောင့်ငါပဲသိတာ ကျွန်တော်ဆက်စရာကိုယ်တိုင်လိမ့်တာလာလေးလိမ့်မေနော်လာလေးလိမ့်မေနော်လာလေးလိမ့်မေ တဲ့ကျငါမင်းသားနည်းနည်းတောက်တာမိတ်ကလေကိုမိတ်ကလည်းကိုတခါတည်းသွားတာ သူများကျွန်တော်မျက်နှာကိုပြင်တာဘူးရကျွန်တော်ဆက်စရာမှသိတာ ဟုတ်တယ် လေးပြီနော်မင်းတို့သွားတော့ ကဲမလားလေ နင်းနေကြနင်းနေကြ နေကြမလဲကွာမင်း မအမလေးကြောက်စဲ ကြောက်ဆရာမ तू ကပဲငါကြည့်ပြီးတော့ကြောက်ရသေးတယ်အမတပတ်ကပဲမင်းသားကိုလန့်နေသေးတယ်ဒုက္ခ ခမရကြောက်ကဘာမင်းသားလေးပါလဲ မင်းရုပ်လည်းမင်းကြည့်ပါ ဘာကြောက်ကဘာဖြစ်နေလို့ ဟဲ့ငါတော့ဘာဖြစ်လို့ ခမရတော်တော်ကြည့်မကောင်းလို့ပြောနေတာ မင်းအောင်ကျွန်တော်ကြည့်ကောင်းတယ်မလား ဘာဖြစ်လို့ကြောက်က မင်းရုပ်ကဘာရုပ်လဲ ဘာရုပ် မင်းရုပ်ကတော်တော်ကြည့်ကောင်းတယ်မင်းတပ်ပယ်နေတယ် ဟာတပ်ပဲဆိုဖယားနဲ့မရိုက်လိုက် တရားနဲ့နိုင်တာမဟုတ်ဘူးလူမျိုးတရားတစ်ပါးတည်းမှာဘယ်လိုလူမျိုးနဲ့မှမတူလို့တတ်ဖို့ဟိုဘက်မှာပယ်ထားတာမင်းရော ပြောရှာတဲ့ကြောက်စင်းတူးอ่ะ ဟဲ့ကောင်ဖျားနဲ့မနိုင်နဲ့ ဖယားနဲ့နိုင်တာမဟုတ်နင်းရဲဘက်စကားမှာအမှုပြတော့ကြောက်စင်းစင်းတူးနေရတာကိုပြောတာကဲမှတ်ပလားနင်းနေကြ ဟဲ့ကျန်ငါ့အောင်များပြောတယ်ကြောက်စင်းတူတယ်ကြည်သားမအောင်မင်းမြုပ်ကဘာရုပ်လဲသိ ဘာရောက်ကဘာဖြစ်လို့ မင်းကကြံရစ်မင်း ကြံရင်မင်းကဘာဖြစ်လို့ ကြံရစ်မ ဘ င်း ယင်မျိုးကြံရင်မင်းဘာဖြစ်လို့ မဟုတ်ဘူးမင်းအမေကသူများတကာတွေနဲ့ညာပြီးမင်းကိုခြံရစ်ခဲ့တာလေအဲ့ကြံတဲ့လူဘလူနဲ့ရတော့ကောင်းမှမသိလို့မင်းကိုကြံရစ်မင်းလို့ပြောတာ ဟာပြောရှာတယ်စက်ကြမင်းသား စက်ကြမင်းဘာလဲစက်ကြမလားတခုလုံးအုပ်ချုပ်နေတာလေမင်း ဟုတ်ပါဘူးနင်းမေစံစတဲ့သွားပြီးအကြာကြီးနေမှနင်းမွေးတာကဲမှတ်ထား
င်းနေကြ ကြည်သားမောင်ငါများစကြမင်းနဲ့နေမမင်းတော့မင်း မင်းတော့ဆိုတာဘယင်မျိုးဘာဖြစ်တော့ ဘယင်မျိုးလို့ပြောတော့ပေါ့မင်းမင်းတော်ကြီးနဲ့ညာပြီးမင်းကိုမွဲတာအဲ့ဒါထွက်ပြေတော့နင့်မဆိုပတ်တာကြီးနဲ့ပါထညာတယ် မလေးပြောရှာတဲ့ကင်းဝင်မင်းသား အမကင်းဝင်မင်းတော့ဗာပြည့်ကင်းဝင်မင်းဆိုတော့ဝန်ကြီးကွာ ဟုတ်ပါဘူးနင်းမေကျွန်တော်တို့ကင်းသမား3ယောက်ဝင်သွားတာပြီးမှနင်းကိုမွေးတာကဲမှတ်ထားယောက်ျားတမ်းမဲ့မိန်းမလို့မိန်းမရပြောတာအားစောင့်မြက်ကတာပဲခဲပဲနင်းနေကြ ငါများကြီးစံကင်းသမားနဲ့ရတယ်နေကတဲမီဆိုတာစကားမပြောတဲ့အလောင်းတော်ဖရာလောင်းတော်မင်းဘာဖြစ်တော့ ဘာမှခရလာမို့နေမယ်ငတဲနဲ့မိပြီးရထားတာ အာပြောရှာတယ်ဟမ်ဘရုံမင်းသား ဘရုံမင်းလေမင်းကြီးမင်းသားလေ ဟုတ်ပါဘူးနင်းမေငတေနဲ့မိလို့ ပြောရှာတယ် ဟာတော့ ငတဲသား တော်ပြီငတေပဲကောင်းစားဖြစ်နေပြီ ငတဲကောင်း လို့ဇက်ဆရာသွားမယ်မျက်နှာလည်းကြေကြီးကြီးကြာလာ အဲ့ဒါကောင်းလေမင်းအောင်မင်းပဲ ဘာလို့ မင်းကကားစီးဘူးလား အာချီပူတဲ့ ယထာရောစီးဘူးလား ချီပူတဲ့ ဟိုနေသင်္ဘောရောစီးဘူးလား ချီပူတဲ့ လင်းမြန်ရောစီးဘူးလား ချီပူဘူး တကယ်ချီးပေါက်လိုက်တဲ့အတိုင်းပဲဘလို့ရပြည့်နေတာလည်းမသိဘူးတခါတည်းအဲ့တော့လင်းမြန်နဲ့သွားမယ်လင်းမြန်နဲ့သွားမယ်ဆိုတော့လာလေငွင်းကိုသွားမယ်လာလေရင်ဝင်းကိုရောက်ပြီ လေမြန်လေးတွေခုံပေါ်မှာထိုင်နေကြတယ် လေရင်ဝင်းကိုရောက်ပြီကဲလေရင်ပေါ်တက်မန္တလေးရောက်ပြီ ခြီတော့မချလဲတဲ့မန္တလေးရောက် လေရင်မြန်နေတော်ရပြက်ကြပြီဆိုင်ကယ်သမားဝင်တိုက်တော့ဘယ်လိုလုပ်မလဲ အဲ့ဆိုအမြန်စင်းတာကောင်းတယ် မြန်စင်းတာ ဟုတ်ကဲ့ ကြိုက်တော့မန္တလေးရောက် အမန္တလေးရောက်တော့ ငါရောက် ခရမ်းမင်းသမီးနဲ့ကျုပ်မိတ်လိုက်ပေးအောင်လေ မိတ်ဆက်ပေးဦးလေ ဟောမိတ်ဆက်ပုံမပြောတတ်လို့ မိတ်ဆက်ပေးမယ် ဟုတ်ကဲ့ အဲ့တော့မင်းသမီးနဲ့မိတ်ဆက်ပေးမယ် တောင်းတော်မင်းသမီးမတောင်းတော့လှထပါတာမကိုရုပ်ရည်နဲ့တန်ရမ အေးပါတွဲရမှာမပူနဲ့လှတာပါတာငါတူမလေးနဲ့တွဲရမှာ မလိုက်ရင်ကျုပ်ကမတွဲဘူး မတွဲလည်းပြန်ကွာ ပေးသိန်းတရာတို့စားစီဟာဒါတွေသိလို့အပိုင်ချီလွတ်ဟိုနားလေးမှနေမယ် ဟိုနားလေးမှနေလူလိုနေ ခမရမင်းသမီးလိုက်ရင်အထင်ကြီးအောင်တခွန်းနဲ့ပြောလိုက် ဘယ်လိုပြောရမလဲ ရေတံမှုတွေဘေကပါရေတံမှုတွေဘေက ဇက်ကိုကြက်မရင်မရှိအောင်လုပ်နေတယ်မင်းပြန်မပြန်ကြနဲ့ ဟိုနားလေးမှနေမယ် ဟိုနားလေးမှထိုင် မင်းသားတို့အိမ်ကြီးရွှွန့်ပိတ်လို့မရ ရွှေပေးလို့မရနေတော့ရွှွနဲ့မပိတ်ဘူးဝစစ်ဘူးနဲ့ထိုးထားမှာဩဒုက္ခအခုမတမ်းမစွန်းကောင်ခေါ်လာဘာနဲ့ညနေတာလဲ ကကျန်းနဲ့ ဖိုးချစ်ခုံပဲကျန်းနဲ့ညံ့နေတယ်ပြောရသေးတယ် तू อ่ะဟိုဘယ်နဲ့တို့တူမလေးတူမရေလာရှင်သာထားညင်ရောဟေး ရှင်းပါလားလောက်တာလေဒီနေ့ဆိုတော့မတုံတရားနဲ့မော်တော်ကားလည်းမစင်းစားနေမလား ရောက်ပါပြီငါအရင်တစ်ခေါက်လည်းလာဘူးပါလားနေရလေ ဟဲ့ဟာလားဘာလို့လဲ ကိုမိုးတင်လာချင်းနေမကောင်းကောင်မလေးကစီမံချက်ရှိလို့လားမသိဘူး အဲ့ဒါငါတူပါကွာ အာမသိလို့ပြောတာပါဗျခင်ဗျာဘာဖြစ်လို့ ဟာတော့ငါတူပါမင်း ဘာဖြစ်လို့ခင်ဗျာ တော့မပြောင်းပါရော ပေးသိန်းတရာချင်းနေကြည့်လို့ ဟဲ့မင်းညင်လေး ကောင်မလေးကကိုဖောက်တယ်ကိုမေး ဒီမှာကြာငါ့ကိုကြည့်တာငါ့ကိုကြည့်တာဒုက္ခပါပဲဟဲ့ဒီမှာလေနေဦးလေးလေ ဦးလေးနေတာဘာလို့မိုးရီတက်နေရလဲ အေးရန်ကုန်မှာလင်းကားရနေတာမို့တက်လာတာ အဲ့ကောင်မလေးကမိုးတက်တာမဟုတ်ဘူးရန်ကုန်မြို့မှာကွန်ကရစ်လမ်းနေခင်းနေတာအဲ့ဒါကြောက်ခဲရဖုတ်တယ်ဖြစ်ပြီးကြောက်ဖုတ်တယ်ကနေတာ ကျောင်းပုတ်တယ် အေးလေကြောက်ဖို့ငါ့ကိုတစ်ခုကတ်တယ်သူ့ကိုတစ်ခုကတ်တယ်လေ နှစ်ခုကြည့်တော့ အေးမနှစ်ခုကြီးကတ်တာမလို့ဘူးလားကြောက်ဖို့ကကြီးတော့ဟိုမှာခုတည်းမပြတ်သေးဘူးမင်းသားရောက်လာပြီ အော်မင်းသားရောက်လာ မ ပြီ င်းသားရောက်လာပြီ တန်ကောင်ကြီးပေါ့ အဲတန်လောက်တယ် အဆု ဒီကောင်ညင်လို့ပြောနေငါတူမနဲ့ငါတကားပြောနေတာ ခဏကမှစာဝီးတော့ တန်တယ်တူမတကယ်တန်တယ် အဆု အဆူမမင်းနဲ့ အော်အဲ့ဆိုအက မပြောနဲ့ ဟမ်အဲ့ဆိုလို့ရှိရင်ဟိုနှစ်ပါး မပြောနဲ့ နောက်ပိုင်းရော မပြောနဲ့ ဘာလို့မပြောနဲ့လဲ ပေးလိုက်တဲ့ကောင်ကဘာမှမပြောနဲ့ဆိုတော့ငါလည်းမပြောဘဲကိုခေါ်လာတယ်အထီးကငါတန်လားလို့မေးတော့တန်တယ်တဲ့ အော် ငါဒီမှာတန်ကြိုက်တာမဟုတ်လား တန်နာကြိုက်တာ အာတန်လို့တန်စေရမယ်သူမနိုင်ဦးလေးပါဟိုနောက်မင်းသားထက်ရှာလို့တော့မသိတော့ဘူးနော်မပါဘူးလားကောင်းလေသမီးအဲ့တော့မင်းသားကိုပြေပြေလေးလေးချက်ချင်ပါနော်ဒါသမီးနဲ့တွဲပြီးတော့ဘယ်လိုခေါ်မလဲဆိုရင်ပြိတ္တကိုအခန့်ဖြောပြရမယ်စီးပွားရှာမှာနော်ဦးလေးရဲ့စီးပွားရေးဒုတယ်နော် စိတ်ချ အေးဟုတ်ပြီလာပြ ဟေး ဂျိုင်းမွေးရရှင်နေပြီနော် လာ
ပြေပြေလေးစကားပြောနော်အချိန်နေမကောင်းရင်မင်းပြန်ရမှာနော် အော်အချိန်နေကြည့်တော့နော် အမလေးစားစီရဒါကျွန်တော်နဲ့တွေ့မယ်မင်းသမီးဟာခင်ဗျာမင်းသမီးလည်းစောက်ချင်းစရာကိုမရှိဘူး အမေကစောက်ရှင်လေးလို့လား ဒါပေါ့ပြဟာမခင်ဗျာမင်းသမီးဒါကျုပ်နဲ့တွေ့ရမှာလားအေးလေတန်းကြီးခံပြီးတွေ့ရမှာပေါ့ အမလေး तू ကပဲပြောရတယ်ရှိသေးတယ် ဟိုရုပ်နဲ့ဒီရုပ်ကိုပဲ तू ကသဲကြီးခံတွေ့ရမှာတော့သမရအောင်မြတ်ရောင်းသားခွေးရတက်ဟောင်းနေသေးတယ် ကဲနှစ်ပါးသားလေးပါလေစမ်းကြည့်အောင်မင်းသမီးပညာကန်းလေး ပညာကလေး မင်းသားလေး စမ်းကြည့်လိုက်သမီးနှစ်ပါးသွားလေး ဦးလေးမင်းသားရရုပ်ဆိုးတာ အဲ့ဒါအချောဆုံးပဲအဲ့ဒါရန်ကုန်မှာအလားဆုံးပဲတဲ့ဟိုကောင်ပြောလိုက်တာ အာသမီးကကျူပြန်လွတ်လိုက် လေလုံးလိုက်လေ ဘာလုပ်လိုက်လဲ ဟိုအဲ့ဒါဦးလေးပဲသိတယ်ငါတူမှမသိဘူးဦးလေးကငါတူမှသွားခေါ်ဆိုတော့ဦးလေးလည်းခေါ်လာတာ မလှပဲနဲ့မငိုနဲ့ အခုဒီဘဝရောက်มาတော့ဦးလေးလည်းဘာမှမထူတော့ဘူးသမီး နှစ်ပါးသားကျွန်တော်တရားတစ်ချင်းမစိုးဘူးနော် ကျန်တဲ့ဥစ္စာ50ရော်လို့ရတယ်သူ့တရားဦးလေးရော်စရာမရှိဘူး နော် ဒီပုံစံရတန်တယ်ပေါ့ တန်နေတော့တန်နေမလေးမလေးရိုးချိုးပြီးဖတ်ပါလန်သွားမယ်မလေး မှန်တဲ့ပုံပြောရမယ်ဆိုလေရင်ပေါ်မှာလေဟိုဘက်တောင်မလှည့်ရဲဘူး ဘာဖြစ်လို့လဲ အခုပဲလှည့်ရတယ်ဒီလိုတွေလုပ်နေတာ ဩခနေတာ ခနေတာ နှစ်ပါးသားတစ်ချင်းဟိုတစ်ချင်းရလား နှစ်ပါးသား ကျွန်တော်ကိုယ်ပိုင်တစ်ချင်းနဲ့ကမှာနော် အစ်စ်ပေါ့ ဟုတ်ကဲ့ တချင်းနဲ့ဗာနဲ့ပေါ့ လင်ဖုံးမို့ လေဟဲ့က ဟမ် လင်ဖုံးကဒါရိုက်တာဥတုခရဲ့ဆရာဥတုခရဲ့တချင်းလေ ဟာအဲ့ဒါကျွန်တော်ရေးထားတာ तू ကခိုးချတာကျွန်တော်ရေးတော့ तू တော့မမွေးသေးဘူး မိုးချိုးပြတော့မှာပဲတမီဟိုဘက်တိုးနေထိုးထိရုံးမယ်အဲ့မှာမိုးချိုးရဲ့တဲ့တဲ့ပြည့်ပါဗျာအဲ့ဒီမှာအဲ့သမင်းနဲ့ထောင်းလာပြီးပြတော့ ရလားလာတခိုင်းတော့နော်ဒီတစ်ပိုက်ပြီးငါလည်းဖုန်းကြီးဝတ်တော့မယ် ဘာရပြောနေရလဲ ဒီတစ်ပိုက်လေးပဲကမယ်လို့ မင်းကဖုန်ကြီးဝေးနေရသားကြောဖြတ် စမယ်ရွာသား လီဖုံမုံရွှေပြုံးကြော်ရင်လေးကျင်းလုံးတော့မုံလိုက်ပါနဲ့တော့ မေးစိတ်ကညာဖေးချစ်ထားရဲ့လေရွှေနေတာကကြီးကြီး ဦးလေးလုံးပါအောင်သူကြည့်လိုက်လားပြနေရဲ့ လာမယ်လေရှင်းမင်းသားကြီးခံလေကြီးကြီးလာပါဗျာဟာ ဒီရွာသားမို့နောက်ကြရင်ကြောင်လာတဲ့တော့ ဘယ်တော်တာကဟာသလား ဦးလေးမင်းသားတပီးငါတောက်လေးထောင်ပြနေရဲ့ ဘယ်တော်ကျွန်တော်မြင်မှုတဲ့တွန့်လေး ဘဲတော်တာကဝက်သိုးလို့ဗျာ ဘယ်တော့ကမှအချစ်ကမပြေပြစ်မရတယ်ဗျာ ဟိယုံတော်ရဲ့ အင်း ဘာလဲတောက်ပဲနေတာလေ ဦးလေး ရမယ်မင်းရှင်းမင်းသားကြီးဥအောင်မောင်းအတဲ့ခင်ယုံတော့ခင်ရဲ့ အိုးလေးတဲ့နာက ကျွန်တော်ခင်လိုက်မနေနိုင်လို့ပါဗျာ မနေနိုင်ပြ ပေးသိန်းတရာ အလုပ်ကြအောင် ပြောအချင်းစမ်းတာဗျာမယားတူရဲ့ဖယားမှာရွှေခွာတဲ့လူကြီးပါဗျာ စားစရာခင်ဗျာကိုမင်းသမီးကိုဆုံးမထားဗျာစားခြင်းအပင့်ရှင်တောင်ခိုးစွတ်တာအသေးရတယ်လို့ရှက်တာဟာ ဟုတ်ပါပဲကျမလေးကလည်းဦးလေးရှိရတာနဲ့ဘာဖြစ်လို့ဒီမင်းသားရှိသွားတောင်းစားရတာလဲ ပြောနေရလေဒီဦးလေးကလေ ဟုတ်ပြီတေချာသွားပြီသဘောကျသွားပြီအဲ့တော့မင်းသားဝိုင်းလုပ်ပေးရအောင်လား ရဟာဒါမင်းသားတော်လေငါပြီးငါတော့ဒီနေ့ရောက်ပါစားပြီးမှန်းလေးပါတော့အဲ့တော့ဒီလိုကွာမင်းသားရဲ့ဒါမင်းသားဒါမြိုင်တာတချင်းလေးပေါ့နော်ဟိုနှစ်ပြားသွားလေးလို့ပါလား ပါသွား အေးနှစ်ပါးသွားလေးလို့တော့သဘောကျတယ်ဒီကကျတော့မင်းသားဆိုတာတန်ကြိုခွန်းတော့
အဲ့ဒါအရေးကြီးပါအဲ့တော့ခွန်းတောက်ခလေးနည်းနည်းလောက်အတန်လေးပြစ်ပေးကြမယ် ဟုတ်ကဲ့မျိုးကြီးသူမမရေ ခင်ဗျားတို့ဘာလုပ်နေတာပြီးတယ်ဘာမှလုပ်နေပြီးတယ်ကျတော့စောလေးပြီးတာဟောစောလိုက်ကြတာပြေးချက်ကွာတယ်ပြီးတယ်လားကိုမလားမသိဘူးဗျာ မင်းသားအတန်ဆန်းတာပါလို့ ကိုမင်းသား အတန်ဆန်းတာမိသားအိုးနဲ့မားတယ်လို့ မင်းသားအတန်ဆန်းတာမိသားအိုးအိုးဆွဲတာမဟုတ်ဘူးအော်ဒုက္ခပဲမင်းသားအတန်ဆန်းတာအဲ့လေမိသားအိုးဆွဲတာမဟုတ်ဘူးလားမင်းသားတော့ကျွန်တော်မင်းသားအတန်ဆန်းတာကျွန်တော်မင်းသားခင်ဗျားပါလေကျွန်တော်ဇက်စရာလေဇက်စရာခင်ဗျားဗျာလူတွေဒီမှာတိုင်မဲဆွဲနွဲနေတာကျွန်တော်မင်းသား မဟုတ်သူများတွေတရားထိုင်နေအာယုံပြက် ဟင်တင်းမရ အာယုံပြက် ဖះเจ้าတရားเจ้าဆွဲနွဲနေတာဘာလဲခင်ဗျားတို့အဲ့လိုအော်လားမဟုတ်လားနဲ့ ဘာလို့တရားထိုင်ရပြန်လာတဲ့ကြည်အောင် များလို့နေမရတရားကြောင်းဆွေးနွေးနေတာ ဘာသာရေးလိုက်စားတဲ့နေမရတယ်ဗျ အဲ့ခန်းသားကိုမရောက်သေးဘူးပေါ့ ဘယ်ရောက်အောင်မှာတော့ ကိုအခုမှဝင်လေထွက်လေရှုလုံးရှိတယ် ဖះက ကိုအောက်လဲကိုငုံကြည့်ကြအောင် ဟမ် ကြည့်လိုက်အောင်လို့ ဘာလို့ကြည့်ရမှာလဲ ထက်စင်ပြောင်းမြန်ကြီးနဲ့ ဘာထားစိတ်ပြောဖះเจ้าတရားเจ้าဆွဲနွဲနေတာ ကြည့်လိုက်ပါဦးခင်ဗျာ အခုမှဝင်လေထွက်လေရှုလုံးရှိတယ် အေးပါဝင်လိုက်ခွက်လိုက်လုပ်နေပါရပါတယ်ကြည့်လိုက်အောင်လို့ ဟာမတာမကိုဟာကိုလုံးမတိုက်ရဘူး ဟုတ်သားနေကငါ့ကိုလူကညာပါ ခဲအောင်ဝတ်တာလေမတာဒါမျိုးစေတူထောက်တာတော့ဘာဖြစ်မှာမလို့လဲ ဟာကြောက်ပဲ အော်နေအောင်လေနေရပမာတော့ပြတ်တာတာတွေတော့နေကြောင်စောက်ချက်တွေခွာကောင်းပြီ အဲ့နင်းကြောင့်နေရလား အာဒီမိမပြောမြန်သွားသွားသွား ဘုရားအကြောင်းပြောတာလေလဲဝစ်ထားသေးတယ်နော် အမှန်တမ်းချင်းဒီလင်မယားဖယားကန်းနဲ့တော့မရှောင်တဲ့ပုံရှိတယ်တွေ့လား ဟေးတော်ပြီနော်မျိုးကြီးသူမမ တော်ပြီဒီတကဆိုငါရက်ကွက်ကအနှင်ခံရတော့ပဲမင်းကျေးဇူးကြောင့်ငါရက်ကွက်ထဲနေရမှာတော့မဟုတ် အခြားခွန်းတော့လေးပြောင်းဆိုလိုက် အခြားခွန်းတော့လေးဆိုအခြားခွန်းတော့လေးအစိမ့်နဲ့တကားပါတီပါပဲနော်ဆက်ချေ တော့ကြတယ် နော်ဗျာ ကောင်းတယ်ကောင်းတယ်တန်စားတန် ဟုတ်ကဲ့ ကောင်းပါလေဗျာ နေချွေးကားတာရှိပါလို့တဲ့နော်ဗျာနမမီရဲ့လဲလဲလဲပဲဥတင်နော်ဗျာဆက်ချေစိတ်နေတာသုံးလို့တို့တင်မြတ်ရှင်မြင်ကိုနော်ဗျာ ဟုတ်တယ်ဟိုပရိသတ်ကိုကြည့်ဆိုပရိသတ်ကိုကြည့်ဆို သက်စီအောင်လည်းကြည့်ဆက်သေးတယ် ဒီစောက်ခွက်ကိုစောက်ကိုယူမယ်တိုင်းနဲ့ပရိသတ်ကထမင်းကျွေးတာပရိသတ်ကိုကြည့်ပြီးတော့ဆိုမစောက်ခွက်တက်နေမလိုက်မယ်နားလေလား စိတ်နေတာသုံးလို့တို့တင်မြတ်ရှင်မြင်ကိုကရာညို့ကျိုးလာမှာမိုးရွေ ခေါင်းကိုငိမ့်ငိမ့်ခါဒီလိုငိမ့်ငိမ့်ခါ တက္ကိစ္စဗုဒ္ဓဝင်လာမီတက္ကိစ္စဗုဒ္ဓဝင်လာမီလို့နော် ဟုတ်တယ် သက်စီအမလေး ငိမ့်ငိမ့်လေးငိမ့်ငိမ့်လေး တိတိနဲ့ခံရအောင်မယ်တည်တယ်ကျွန်တော်သိနေတယ်ခင်ဗျလောက်ပါစီထမ်းမရှိမဟုတ်စိတ်နေတာသုံးလို့ ဘာဖြစ်တာ ညော်တယ်နော် ပရိသတ်ကိုညစ်တာကို ဆက်ဆိုလေ ပရိသတ်က လေးစလေးတောင်းရင်သတိထားပါအောက်ကကော်ကုံလေးတွေစီတော့နော် ဘသူဆက် စိ လိုက် တ် တာ နေတာသုံးလို့တင်မြတ်ရှင်ရင်ငေါကရာညို့ကျိုးလာမှာမိုးရွေတက်ကိစ္စဘယ်နဲ့ညော်သလားလို့ပါ ဘာမှမဟုတ်ပါဘူးဆိုပါ တက္ကိစ္စဗုဒ္ဓဝင်လာမီလို့တို့ဘုရားရှင်ကိုရမေကြီးရှိခိုးပြီးတယ်နော်ဟောဒီရချစ်ညော်တယ်နော် ဘာရဲမှမဟုတ်ပါဘူး အမလေးကျွန်တော်မင်းနဲ့ရှို့တယ်ဟဲ့လားကျွန်တော်မင်းနဲ့ရှို့တယ်ဟဲ့လား ဘာမှမဟုတ်ဘူးမင်းဖုံးကြည့်ပြီ ဘာဖုံးကြည့်အောင် မင်းဖုံးကြည့်ပြီအလောင်းမင်းတရားကြီးဥအောင်စရာညာလက်ယုံကိုမိထတောက်တာဘယင်ပြည့်တယ်အခုမင်းကောင်းကိုမင်းနဲ့ရှို့တာမင်းမနှက်ဖာရေဝဲပုံပဲ အေးမလုံးနဲ့ဟိုကဖုံးရှင်ကန်ရှင်တရားဖို့ကြပြဖြစ်သွားလိမ့်မယ် အဲ့လိုမကောင်းလေမင်းရေသေးကြီးကြတာပဲ ပြောင်းမြန် နောက်မှထားတာစိတ်မချအောင် စိတ်ချငါမကြောက်တော့ဘူးမိကြီးကလည်းခဲကုန်သွားပြီ လို့ဘာလို့ခိုင်းအောင်လဲတော်ပြီ အဲ့တော့ဟိုနေဟိုမင်းကဟိုမှာကပြရတာဒီမှမသိဘူး အမိတာပေါ့ ဟိုစားဟိုမင်းစားဆရာအိမ်မှာ ဟုတ်ကဲ့ ဟိုရေလဲစိ ရေးလဲစိန်လေး အဲ့ဒါလေး ရတယ်မင်းသမီးကြည့်ချင်လို့ ကြည့်ချင်လို့ ကဲရွာသားအေးရေးလဲစိန်လေး မင်းသားအကဘလောက် အေးမင်းမမိတ်တော့ဘူးနော် ဒီမဲတော့ဒီအချင်းသားလေးအတူယူတော့
လူကတော့အယုတ်လိုအယုတ်ကတော့လူလိုတဲ့ ဦးလေးမင်းသားမဆုံးတော့ ကောင်းခါခြေလက်မပြက်စေရဥတုမနာရဲ့တပည့်လာလိုက်တော့ဗျာမင်းသားလေးခေလိုက်နဲ့ အကတန်ကြောင်းပြတာတန်နာကောင်ကြီး ဒူးနှလုံးနဲ့ကနေကျတာနော်ဲကျဲ ဒူးနှလုံးနဲ့ကနေတာရုံးကနေဆိုကြွက်ချောင်းနေသလိုပဲမျက်လုံးနှလုံးနဲ့ကနေတာနော် ဘလောက်အကတုံးလဲဆိုတာပြနေတာ ဟုတ်လိုက်တာဗျာဒီလေဒီ ဟာရှာလေးနဲ့တန် ရှာလေးကြီးပဲတက်တက်ကနေအဲ့ဒါအမေရိကန်ရှာတော့ ဟာမမကြည့်ဘူးဒီက လက်ညှိုးတစ်ချောင်းနဲ့ကနေတာနော်လက်ညှိုးတစ်ချောင်းနဲ့ဘာလဲ ဦးလေးမင်းသားအကမျိုးစုံကိုရတယ်ဟာ တော့ဒီပဲ ခြေတော့ရှားလေးတွေခက်က ကျော်လိုက်သေးပြီ နိုင်ပြီလေ တမီးလေးအဲ့ဒါတော့ညီးကြိုက်တယ်လားအဲ့ဒါသာနာအဲ့လေဘာလီ ဦးလေးမင်းသားရှောပြီးတင်တယ် သွားပြီသမီး ဟမ် နေမို့ဆိုငါ100ပေးရမှာ သိန်းတရားပေးရ မကြိုက်လို့ပြန်ပို့ရင်100ပေးရမှာ 100ပေးရမှာ တခါတည်းတပ်လိုက်တော့အေးရော သူ့ဘာနဲ့သူပြီးသွား အဲ့တော့ကြက်ချင်ဒီခေါ်လိုက်မယ် ကြက်ချင်ဒီခေါ် ရောကြက်ချင်ဒီလေကြက်ချင်ဒီလေ阿妈是慢点，慢点，对，动呀，啊，走，你动，啊来，ဟောဒီစောက်ကြက်ချင်ဒီလေးအခုမှလာပြီးတော့လေ့ကျင့်ခန်းလုပ်နေတယ်ဟောမလူနာဟောမ ရထားရလားရထား ရကားမရဘူးသင်္ဘောပဲရတယ် ကားနဲ့လှည့်လာခဲ့ဩလူနာဘာလို့လဲ လူနာဟောမလေ ခဏလေးနေပါခုမှသင်တန်းဆင်းနေတာဟိုလူအခိုင်းဒီလူအခိုင်းနဲ့အဲ့ဒီတော့မရှိတော့တက်ချိန်ကြီးဘွားလည်းပြန်ကြည့်ရောโอเค ဟုတ်ပြီဒါပြီ ဒီရေရဝါတို့လူနာကိုကပ်ပေါ်တင်လိုက် မင်းတင်တော့ဘာဖြစ်လို့ အဖေးတင်လိုက်ပြီ ခမရတင်တော့ဘာဖြစ်လို့ ဟောကြည့်ပြန်ကြည့်လိုက် ဘာရှိလဲ တရက်မှမရှိဘူးမင်းလည်းတရက်မှမရှိဘူး ဟုတ်တယ်လေအတူတူပဲလေ ဥတယ်လူပို့လို့လို့ရ ဟာဒုက္ခ မ ပဲ င်းတင်လိုက်တော့ဖြစ်သွားမှာဆိုလို့ မင်းတင်လိုက်တော့ဘာဖြစ်တော့မဟုတ်လို့လေ မင်းတင်တော့ပြီးမလို့လေ ခမရတင်လိုက်တော့ဘာဖြစ်တော့မဟုတ်လို့လေ ဟာလူနာရေးကြည့်တယ်လေ အလူနာရေးမကြည့်တာမဟုတ်လေမင်းတင်လိုက်တော့ဘာဖြစ်မှာမဟုတ်လို့ ဟာအရေးတဲ့ယာရုလူနေတာနဲ့ဟိုကသေတော့မယ်ဟိုကသေတော့မယ်မင်းတို့ယာရုလူမနေနဲ့ဟိုမှာကြည့်ဦး ပြန်မပြောနဲ့ပါရိုက်ခံတက်ချိန်ကြီးသေသွားမယ်ကဲယူ ဇက်ဆရာကိုမြန်မလေးထားတဲ့ကြမ်းမကဲတော့ကိစ္စပြတ်ပြီးတော့ဒီမှာပြီးသွားပြီဟုတ်ပြီအဲ့တော့ ပါသွားပြီဦးလေး လာလိုက်ဒီ ဦးလေးမင်းသားတော့ပါသွားပြီ နေမဒီတစ်ခါတော့စိတ်ချရပြီ အဲ့ကောင်နေမင်းတို့အခုမှတင်တန်းဆင်းလာလား ဒီနေ့မှသင်တန်းဆင်းတာ လူနာတင်အောင်တော့ပေါက်တယ်ဦး သွားလိုက်မယ်ငါလောက်တာမသေးပဲမင်းတို့နဲ့ကြမှာတင်လိုက်မယ် ဟာလာပြီ ဒါစီရှင်ဘာကို
ဟဲ့အမလူနာပို့လိုက်တယ်မီးဖုံးမှလည်းမြုပ်မှလည်းတခါတည်းမေးလိုက်โอเคโอเค စနေမရှိတော့ဘူးလေ ဟာမရှိရှိတာတင်သွားလေ ဟုတ်ကြလေ အမလို့အေးရောကိုရောက်တဲ့ကြံပေါ်သိလို့ရတယ်ဟုတ်တယ်မလားအမတော့ကြောင့်မင်းသားဒီကောင်မကြံနေသေးလို့ပြန်လဲလာရင်နောက်တက်တစ်ထုပ်ထပ်ကအောင်ပဲအဲ့တော့သူ့ဘာတခါတည်းတင်ပလိုက်တာအေးတော့ဟုတ်တယ်မလားပြီးသွားပြီဒါဆိုကိစ္စတခါတည်းတားပြသွားပြီ ဆက်ပြ ဟေး အကောင်ပြီးသွားယူကြသေးလား မရှိရှိရတယ်ပဲတင်ပါကွာအလုံးတွေရှုပ်လို့